AI ရဲ့အန်အောဆရာကောင်းတဲ့စွမ်းရည်တွေနောက်ကွယ်မှာတကယ်တမ်းဘာရှိနေလဲသိလားအဖြေကတော့လူအတော်များများ game software လောက်ပဲတည်ထားကြတဲ့ GPU တွေပါပဲကဲဒီနေ့မှာတော့အဲ့ဒီ GPU တွေက AI တော်လန်ရဲ့အဓိကမောင်းနှင်အား engine ဆက်ချဘလို့ဖြစ်လာရတယ်လဲဆိုတာကိုအတူတူကြည့်သွားကြည့်အောင် GPU လို့ပြောလိုက်တာနဲ့စိတ်ထဲမှာဘာကိုအရင်ဆုံးပြင်းမြင်မိလဲအများစုကတော့ game ဆော်တာကိုပဲငင်ရောင်ကြမှာဟုတ်တယ်ဒါပေမဲ့တကယ်ရောအဲ့ဒါတခုတည်းအတွက်ပဲလားအဲ့လိုလုံးဝမဟုတ်ပါဘူးတကယ်လို့လေအဲ့ဒီ GPU တွေကခက်တဲ့ AI ဒေါ်လာရဲ့အစားထိုးလို့ကိုမရတဲ့အဓိက engine ဆက်ကြီးထင်နေတာပါဟုတ်ပါတယ်တို့တွေသုံးနေတဲ့ ChatGPT ကနေစပြီးတော့ AI နဲ့ပုံတွေဖန်တီးတာအစုံအရောက်လုံးရဲ့နောက်ကွယ်မှာ GPU တွေရှိနေပါတယ်ကဲဒီစွမ်းအားကဘယ်ကလာတာလဲဆိုတာကိုတကယ်နားလည်ဖို့ဆိုရင် AI ရဲ့အခြေခံအကျုံးဆုံးစိန်ခေါ်မှုကိုအရင်ဆုံးကြည့်ဖို့လိုတယ်အဲ့ဒါကဘာလဲဆိုတော့ဖြည့်ရှင်းဖို့မဖြစ်နိုင်ဘူးလို့ထင်ရလောက်အောင်ကြီးမားလွန်းတဲ့သင်္ချာပို့စာရေးတစ်ခုပါပဲ AI ဆိုတာကလည်းမျက်လိုက်ပြားနေတာမဟုတ်ပါဘူးသူ့ရဲ့အဓိကအနေတရားကဘာလဲဆိုတော့ imminent ကြီးမားရဲ့သင်ကြားတွက်ချက်မှုတွေကိုတပြိုင်တည်းဒီမှာအများကြီးလှုပ်ဆောင်ရတာပါအထူးသဖြင့် matrix တွက်ချက်မှုတွေလိုမျိုးပေါ့ပမာကွန်ပျူတာရဲ့ဦးနောက်လို့ပြောကြတဲ့ CPU ကိုကြည့်အောင်သူကအလုပ်တွေကိုတစ်ခုပြီးတစ်ခုစနစ်ကျလှုပ်ဆောင်တဲ့နေရာမှာတော့တကယ့်ကိုကျွမ်းကျင်တာဘလော့ပဲရှုပ်ထွေးတဲ့အလုပ်ဖြစ်တစ်ချိန်မှာတစ်ခုနှုံတဲ့တော့ EACC ဖြည့်ရှင်းနိုင်တယ်ဒါပေမဲ့ AI အတွက်ကြတော့အဲ့လိုတစ်ခုပြီးတစ်ခုလုပ်တဲ့ပုံစံကအကြီးအကျယ်ပြဿနာတက်ရောဘာလို့လဲဆိုတော့ AI ကတက်ချက်မှုပေါင်းဘီလီယံနဲ့ချီပြီးတပြိုင်နက်ထိလုပ်ဖို့လိုတာလေအဲ့ခါကျတော့ CPU ကအဝေးပြေးလာမကြီးပေါင်မှာကားတွေအများကြီးလာနေတာကိုအခွန်ကောက်ကိတ်တစ်ခုတည်းကနေတစီးချင်းစစ်နေရလို့ဖြစ်သွားပြီလုံးဝကိုအလုံးမဖြစ်တော့ဘူးပိတ်ဆုပ်ကုန်လာပေါ့အဲ့ဒီပြဿနာကြီးကိုဖြေရှင်းပေးနိုင်တာကတော့ GPU ပါပဲသူကတယောက်တည်းအလုပ်လုပ်တာမဟုတ်ဘူးတပြိုင်နက်တည်းအလုပ်လုပ်နိုင်တဲ့စစ်တပ်ကြီးတစ်ခုနဲ့တူတယ်ဒီနှစ်ခုရဲ့ကွာခြားချက်ကတော့တော်တော်ရှင်းပါတယ်ဒီလိုစဉ်းစားကြည့် CPU ဆိုတာကအရန်တော်တဲ့ပေါမောက်ခါတယောက်လိုပဲဘလော့ပဲခက်ခက်ရှုပ်ထွေးတဲ့ပြဿနာတစ်ခုကိုအများဆုံးဖြေရှင်းပေးနိုင်တယ်ဒါကို low latency လို့ခေါ်တယ် GPU ကကြတော့အဲ့လိုမဟုတ်ဘူးသူကကြီးမားတဲ့အလုပ်သမားအင်အားစုကြီးတစ်ခုလိုပဲရိုးရှင်းတဲ့အလုပ်တွေကိုတပြိုင်နက်တည်းမှာအများကြီးလုပ်နိုင်တယ်သူ့မှာကိုပေါင်း16,000ကျော်ထိတောင်ပါတော့အလုပ်ပေါင်းများစွာကိုတစ်ချိန်တည်းမှာပြည့်အောင်လုပ်နိုင်တာပေါ့အဲ့ဒါကိုကြတော့ high throughput လို့ခေါ်တယ်အဲ့ဒီ GPU ရဲ့မယုံနိုင်စရာစွမ်းအားကို AI တွေအသုံးချနိုင်အောင်လမ်းဖွင့်ပေးလိုက်တာကဘာလဲဆိုတော့ NVIDIA ရဲ့ CUDA ဆိုတဲ့ software platform ပါပဲဒီ CUDA အကြောင်း developer တွေဟာ GPU ရဲ့ကိုယ်ထောင်ပေါင်းများစွာကို game graphics setup ပဲတုံးတာမဟုတ်တော့ပဲတခြားအထွေထွေတွက်ချက်မှုတွေမှာပါအလွတ်တကူအသုံးချနိုင်သွားတယ်တကယ်ကိုတကားဖွင့်ပေးလိုက်တဲ့တောတချောင်းထိခဲ့တာပေါ့အဲ့တော့အလုပ်လုပ်ပုံကဒီလိုပါ developer တယောက်က PyTorch လို့ framework မျိုးကိုသုံးပြီး AI model တစ်ခုရေးလိုက်တာအဲ့ဒီခါမှာအဲ့ဒီ framework ကနောက်ကမှ NVIDIA ရဲ့ CUDA library တွေကိုအလိုလျောက်ခေါ်သုံးလိုက်တာပဲပြီးတော့ CUDA ကရေးထားတဲ့ code တွေကို GPU ရဲ့ core ထောင်ပေါင်းများစွာပေါ်မှာတပြိုင်နက်တည်းအရှင်းဟုန်နဲ့တွက်ချက်နိုင်အောင်လုပ်ပေးလိုက်တယ်ဆိုတော့ဒါ hardware တစ်ခုတည်းရဲ့ကောင်းမွန်မှုကြောင့်မဟုတ်ပဲ software ecosystem တစ်ခုလုံးရဲ့စွမ်းအားကြောင့်ဖြစ်နေတာပါဒါတင်ပဲလားဆိုတော့မဟုတ်သေးဘူးခေတ်သစ် NVIDIA GPU တွေမှာ AI ရဲ့အသက်သွေးကြောပြတဲ့ matrix math တွေကိုတည်တဲ့အရှိန်မြင့်တင်ပေးဖို့အတွက်ပဲ design ထုတ်ထားတဲ့ Tensor Core ဆိုတဲ့အထူး hardware တွေပါလာသေးတယ်အဲ့ဒါကြောင့် AI တွက်ချက်မှုတွေကပိုပြီးတော့တောင်မြန်ဆန်လာတာပေါ့ကဲဒါတွေကတော့နောက်ွယ်ကနီးပညာပိုင်းတွေပေါ့အခုလက်တွေကဘာကိုချက်ကြည့်အောင်ဒီနီးပညာကတိုးတဲ့ဘဝတွေကိုတကယ်တမ်းရောဘယ်လိုတွေပြောင်းလဲနေပြီလဲတကယ်တော့တို့တွေနေ့စဉ်နဲ့မြထိတွေ့နေရတဲ့နီးပညာတွေချီပါပဲအားလုံးတည်တဲ့ Chat GPT လို့စကားပြော AI တွေ Mid Journey လို့ AI နဲ့ပုံတွေဖန်တီးရတယ်ကိုယ်တိုင်မောင်းတဲ့ကားတွေပြီးတော့ဆေးဘက်ဆိုင်ရာမှာအဆင့်မြင့်ယောဂရှောက်ဖွေးစနစ်တွေထိအားလုံးက GPU ရဲ့စွမ်းအားကိုပဲအခြေခံထားကြတာပါတို့ရဲ့လွှမ်းမိုးမှုကဘယ်လောက်ထိခီးလဲဆိုတာကိုကိန်းကဏ္ဍနဲ့ပြောပြမယ် AI training hardware ဈေးကွက်တစ်ခုလုံးရဲ့90%ကို NVIDIA တစ်ခုတည်းကထိန်းချုပ်ထားတာပါ90%တော့ဒါဟာနိပညာလောကမှာတကယ်ကိုမယုံနိုင်လောက်စရာကောင်းတဲ့လွှမ်းမိုးမှုမျိုးပဲဒါပေမဲ့ဒီလောက်ထိလွှမ်းမိုးနိုင်တာက hardware ကောင်းလို့တခုတည်းကြောင့်မဟုတ်ဘူးเนาะတကယ်အဓိကအကြောင်းရင်းက AI လောကတစ်ခုလုံးမိခိုနေရတဲ့ CUDA software ecosystem ကြီးကိုပြိုင်ဘက်တွေမရှိတဲ့ခင်လွန်ခဲ့တဲ့20လောက်ကတည်းကကြိုတင်ပြီးတိစောက်ထားနိုင်ကြလို့ပဲဒါကဘယ်သူမှကြော်ဖြတ်ဖို့မလွယ်တဲ့မမြင်နိုင်တဲ့ခန္ဓာကြီးတစ်ခုလိုဖြစ်နေတာပေါ့ကဲအခုအနာဂတ်ကိုကြည့်ကြည့်လိုက်အောင် AI ရဲ့ next thing ကဘာဖြစ်လာမလဲပြီးတော့အဲ့ဒီအနာဂတ်ကိုစွမ်းအားပေးမဲ့ hardware တွေကရောဘယ်လိုပုံစံတွေဖြစ်လာမှာလဲအခုဆိုရင်တွဲချက်မှုပုံစံတွေတစ်ခုကိုတို့မြင်တွေ့လာနေရပြီ
အရင်တုန်းကလို့ server တစ်လုံးချင်းစီရဲ့စွမ်းအားကိုပဲကြီးကမျိုးမဟုတ်တော့ဘူးအခုက data center တစ်ခုလုံးကို AI စက်ရုံကြီးတစ်ခုလို့ဒါမှမဟုတ် computer ကြီးတစ်လုံးတည်းလို့တဘိုးထားပြီးပေါင်းဆက်အတုံချလာကြပြီ NVIDIA ရဲ့တိုးတက်မှုနှုန်းကိုကြည့်လိုက်ရင်တော့တကယ်ကိုအံ့ဩစရာပဲ2020က Hopper Architecture 2024မှာ Blackwell ပြီးတော့2026မှာလာမယ့် Robin ဒီလိုမျိုးဆက်တစ်ခုကနေတစ်ခုကိုကြည့်လိုက်ရင် transistor ရေထက်တို့ AI စွမ်းဆောင်ရည်တို့ memory bandwidth တို့ကနှစ်အနည်းငယ်အတွင်းမှာအစဖောက်များစွာခုန်တက်သွားတာဒါက Moore's Law လို့ခေါ်တဲ့နာမည်ကြီးနည်းပညာထွတ်တမှုနှုန်းကိုတောင်ကျော်လွန်သွားတဲ့အရှင်ဟုံးမျိုးပဲ AI ရဲ့နောက်ထပ်ခြေလှမ်းတစ်ကတော့ agentic AI လို့ခေါ်တဲ့စနစ်တွေပဲသူတို့ကကိုယ်တိုင်စဉ်းစားနိုင်တယ်အစီအစဉ်ဆွဲနိုင်တယ်ထူးတွေတုံနိုင်တယ်ဒီလို AI မျိုးတွေကအရင်ကတည်းကအငိုင်းပို့ရှုပ်ထွေးတော့ GPU CPU နဲ့ networking အားလုံးကိုတသားတွေကြောင်ပေါင်းဆက် design ထုတ်ထားတဲ့ hardware အတစ်ဆက်တွေလွှဲလာတော့မှာပါဆိုတော့ညီကုန်းချုပ်အနေနဲ့ပြောရရင် GPU ဆိုတာကွန်ပျူတာတွေကကတ်တစ်ခုဆိုတဲ့အဆင့်မှာမရှိတော့ပါဘူးသူကတိုးရီတိစောင့်နေကြတဲ့ကမ္ဘာ AI အခြေခံအဆောက်အုံကြီးတစ်ခုလုံးရဲ့ omid ကိုချပေးနေတဲ့အဓိကဗိတုကပညာရှင်ကြီးဖြစ်နေပါပြီဒီတော့နောက်ဆုံးတင်တဲ့စဉ်းစားစရာမေးခွန်းတစ်ခုခြံခဲ့ခြင်းတဲ့ AI ကတိုးရီရဲ့ကမ္ဘာကြီးကိုဒီလိုပဲဆက်ပြီးပေါင်းဖော်ဖြောင်းလဲနေအောင်ပါပဲအဲ့ဒီခါမှာသူ့ရဲ့အနာဂတ်ကိုစွမ်းအားပေးမဲ့ engine set တွေကိုဘယ်သူတွေကဆက်ပြီးတိစောက်တော့ကြမလဲဒါကတော့တို့အားလုံးဆက်ပြီးစောင့်ကြည့်ရမယ့်အကြောင်းအရာတစ်ခုပါပဲ